ဆင်းသက်ဖို့လာနေတဲ့ဂျာမန် JU-50 နှစ်လေယာဉ်ဟာအောက်မှာကြည်စံတွေမိုးရွာသလိုပြစ်ခတ်နေတာကိုမြင်လိုက်ရပေမဲ့လည်းဆင်းသက်မဲ့လမ်းကြောင်းတွေကိုရောက်နေပြီဖြစ်လို့လေယာဉ်ဟာအတင်းဆင်းသက်လိုက်ရပြီးအဲ့ဒီအချိန်မှာပဲဂျာမန်ခံစစ်တပ်ကလေစိတ်မီအားလုံးကိုပိတ်ချလိုက်တယ်ဗျစတားလင်းကအချက်ပြတ်မီတနက်ကိုပြစ်ဖောက်လိုက်တယ်ဆိုရင်ပဲအစိမ်းရောင်အချက်ပြတ်မီဟာကောင်းကင်တစ်ခုလုံးကိုလင်းထိန်သွားစေခဲ့တာကိုဗျရှေးကိုတက်ကြစစ်ကားတွေဟာလေစိတ်ထဲကိုအရှိန်ဟုန်နဲ့တိုးဝင်လာကြတယ်ဗျစတားလင်းကအရှိဆုံးကဥဆောင်ပြီးဇန်ဟိုးကတော့နောက်ကလိုက်လာခဲ့တယ်စတားလင်းဟာတေမင်းတမန်များဥပုံစံတိုက်ခိုက်ရေးတန်းရဲ့ထိတ်ဆုံးကနေဥဆောင်နေတာပြုပြီးတာနဲ့ရက်ထားတဲ့ဂျာမန်လေယာဉ်တွေကိုမညာမတာကိုပြစ်ခတ်လိုက်ကြတာကအားရစရာကြီးဗျစတူကဘုံကျဲလေယာဉ်တွေဟာကြည်စံမိုးတွေရဲ့အောက်မှာအေဂျင့်မေဖြစ်သွားတာဗျချက်ချင်း PF 109တိုက်လေယာဉ်တွေဘက်ကိုလှည့်ပစ်လိုက်ပြန်ရောပြူ WAF ရဲ့အရေးကြီးဆုံးလေယာဉ်တွေဟာတဲကန်တာရရဲ့ညထဲမှာသစင်းပြီးသစင်းမီးဟုံးကိုတောက်လောင်သွားခဲ့ပြီးပေါ့ပါဂျာမန်စစ်သားတွေအတွက်တော့ဒါဟာအလုံးစုံပျက်စီးဆုံးရှုံးမှုကြီးတစ်ခုဖြစ်သွားခဲ့တာပေါ့သူတို့ဟာလုံးဝကိုအလစ်အငိုက်မိသွားပြီးအချို့ကထိတ်လန့်တုန်လှုပ်နေကြသလိုအချို့ကတော့အသက်ရှင်ဖို့ပုံအောင်နေုံပဲတက်နိုင်ခဲ့ကြတော့တာပေါ့မိတ်ဆွေတို့ရေအသက်ရှူတောင်မရဲ့ပြအပြစ်ခတ်တွေကပတ်ဖိုးမှာစုံကြမယ်သူ